မင်္ဂလာပါ Tech Blog ဘာမှကြိုဆိုပါတယ်ဒီတစ်ခေါက်တော့ iPhone တွေမှာ YouTube application download ဆွဲဖို့ရှာမတွေ့ရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတဆင်ဟင်ရှင်းပြတင်ဆက်ပေးသွားပါမယ်ခင်ဗျာသင် iPhone ရဲ့ App Store ထဲမှာ YouTube App ရှာလို့မတွေ့တာဟာသင် iPhone ရဲ့ region က YouTube မှာအသုံးပြုခွင့်ပိတ်ပင်ထားတဲ့ region ဖြစ်နေတာကြောင့်ပါ ဒါကြောင့်ဖုန်းရဲ့ region ကိုပြောင်းလဲပေးရပါမယ် App Store မှာထွက်ပြီး Session လိုက်ပါ Setting ထဲသို့ဝင်ပါဝိုင်းပြထားတဲ့နေရာကိုနှိပ်ပါအောက်ကိုဆွဲပြီးမြားပြထားတဲ့ Media and Purchase ကိုနှိပ်ပါ View account ကိုဆက်နှိပ်ပါညပြထားတဲ့ country region ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအောက်ကိုဆွဲပြီး United States ကိုရွေးပြရပါမယ် search bar မှာရိတ်ရှာပြီးထည့်လို့လည်းရပါတယ်ခင်ဗျာ continue ကိုဆက်နှိပ်ပါညာဘက်အပေါ်ထောင်းကမြားပြထားတဲ့ agree ကိုနှိပ်ပါ payment method မှာ none ကိုရွေးပြရတယ် အောက်က address info လေးတွေကိုကျွန်တော်ဖိပြထားတဲ့အတိုင်းဖြည့်သွင်းပေးပါအားလုံးဖြည့်သွင်းပြီးညာဘက်အပေါ်တောင်းကဒန်းကိုနှိပ်ပါ country region နေရာမှာ United States လို့ပေါ်နေရင်ရပါပြီညာဘက်အပေါ်ထောင်းက done ကိုဆက်နှိပ်ပါ setting လေးကထွက်လိုက်ပါ App Store ထဲသို့ဝင်ပြီး YouTube App ပြန်ရှာကြည့်ပါတွေ့ပြီဟုတ် download ဆွဲလို့ရပါပြီအားလုံးအဆင်ပြေကြပါစေနားမလဲတာရှိရင်လေ comment မှာခြံခဲ့ပြီးမေးမြန်းနိုင်ပါလေခင်ဗျာနေ့စဉ်ကြုံတွေ့နေရတဲ့ဤပညာအခက်အခဲများကိုရှင်းပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe ပြုလုပ်ပြီးအားပေးကြပါအောင်ခင်ဗျာ